Hi, Minasan, hello, my Minglava, Magaro Jabamuma, the Zimu Pipare. Get us saying money to do and for question, was the Lilame, did Kankaro Morana town and silly, Sanalava was a Billy Lambo. Around a town and silly, Sanalava, by Shimile, Tachime. But I was on Kenji Miras, somewhere my Kenji Liuchi, Bramata Palace, or a Tempila, you know, that's a Dikani Liga Mora Koji, Koji Soro, Ichiban. ပြီးတော့လို့ရှိရင်ဒီခန်းကြီးလေးကကျတော့ဖះเจ้าလေးရှိမှလက်လေးပါနေတယ်ဆိုရင်ကင်ဆောင်နေတို့ပိုင်းဆိုင်ဒီတို့ဆိုတော့မှတော့မိုချီမက်ဆိုတော့မိုတေညမနော်အဲ့တော့ဆမ်ပဲပြီးရင်နောက်တစ်ခုကဒီခန်းကြီးလေးကလူလေးရဲ့စာအုပ်လေးရဲ့ဆိုရင်မှတော့ခါရတာခန္ဓာကိုယ်ဆိုတော့အစ်ချီပဲyou know အစ်ချီပဲကဲပြီးတော့လို့ရှိရင်နောက်တစ်ပုဒ်ကဒီခန်းကြီးလေးကဟာရီဒီမဲ့ဝင်နေရပြောင်းရဲ့အင်းရဲ့ပေါင်းလိုက်လို့ရှိရင်စေးရုံဝင်တာဆိုတော့စေးရုံတက်တာ new in ဟုတ်တယ်မလား new in new in စေးရုံတက်တယ်ပြီးဒီခန်းကြီးလေးကဘာခန်းကြီးလေးဖြစ်မလဲကျေဝန်းတာဟုတ်နော်ကျေဝန်းတာဆိုတော့မလားဟီရိုကြီးကျေဝန်းတော့ဆမ်မန်ဖြစ်မယ်နော်ကဲနောက်တစ်ခုကကျတော့မလားဒီခန်းကြီးလေးကဘာဖြစ်ခန်းကြီးလေးဖြစ်မလဲခန်ဂိုင်မရှိတာဆိုတော့ခန်ဂိုင်မရှိတာဆိုတော့အဖေကနေပဲဒီခန်းကြီးလေးကဘာဖြစ်မလဲဒီခန်းဝါတက်ရှိဝါကျွန်တော်ဒီနာနီနာနီကမိကြီးကိုင်းတဲ့တူပါတယ်တဲ့ဆိုတော့ဒီခန်းကြီးလေးကအမအိုရရဲ့ခန်းကြီးလေးရဲ့ယူဘီရဲ့လက်ချောင်းရဲ့ခန်းကြီးလေးရဲ့ဆိုတော့မအိုရယူဘီလက်မဟုတ်နော်လက်မရဲ့ခန်းကြီးဖြစ်ပါတယ်ကဲဒါဆိုနောက်တစ်ခုကကျတော့မဟီရာဂနာပြီးထားတယ်ဟီရာဂနာတွေခတ်တခါဟီရာဂနာပြီးထားတယ်ခန်းကြီးရွေးရမယ်ပေါ့နော်စာမှုရဲ့ခန်းကြီးကဘာဖြစ်မလဲဒီခန်းကြီးကကျတော့ full you ဒီခန်းကြီးက asi ဒီခန်းကြီးကကျတော့ nasr ဟုတ်နော်အဲ့တော့စာမှုရဲ့ခန်းကြီးကဖြစ်ရပါဖြစ်မှာလေ yumban စာမှုရဲ့ခန်းကြီးအဲ့တော့ဒီခန်းကြီးက nasr နွေရာဒီကောင် asi ဒီကောင် full you ရဲ့ခန်းကြီးဖြစ်ပြီနော်အဲ့ဒါဆိုနောက်တစ်ခုကကျတော့ asa မနက်ခင်းရဲ့ခန်းကြီးက asa ဟုတ်နော်နေပန်းဖြစ်မယ်ဒီကောင်ဟီရူနေလေဒီကောင်ကကျတော့ယောရူညဘက်ကြီးဆိုတော့ asa ကနေပန်းဆက်စမေးရှင်းပြတယ်ဆက်စမေးဒီခန်းကြီးရမနေတယ်ဒီခန်းကြီးဆက်စွကမှန်တယ်မေးဤရမနေတယ်ဒီခန်းကြီးကဆက်စွကြီးရမနေတယ်မေးဤရမှန်တယ်ဒါကြောင့်လို့အဖြေကဆက်စွမေးဆိုတော့ယွန်မန်ရမနော်ယွန်မန်ဖြစ်မယ်ကဲနောက်တစ်ခုကကျတော့မတော့ခုခိုနီဤခိမဲခုခိုလေးစိဆိုတော့မတော့ခုခိုကဒီရမယ်နော်ခုခိုဒီခန်းကြီးကဂင်းခိုဘန်ကြီးဒီကောင်ခုခိုတော့ခိုးပြီမယ်ဒီခန်းကြီးကခုခိုရအဲ့လိုမဟုတ်ဘူးနော်ဤခိမဲရဲ့ခန်းကြီးမဟုတ်တကယ်ကြီးကဂင်းနဲ့ဒီခဲခုခွေရခွေနေပါတော့ဒီကပြောင်းရင်ပဲနှစ်ခုကြီးကိုပြောဆက်တာမှာတယ်အဲ့တော့ဖြစ်လေးစိတ်ဒီခုခိုကအချီပန်ဖြစ်မယ်ဟာရှိတိမ်မတ်ပေါ့ပြေးတယ်ပေါ့နော်တန်ခီကအီဟီဝါရတိဥတုကောင်းတဲ့နေ့မှာဆိုရင်အခီမာတဲ့ဟာရှိတိမ်မတ်ဆိုပြေးတယ်ပေါ့ပြေးတယ်ဒီခေါင်းကကျတော့မအာဒုခီမန်လန်းလျှောက်ဒီရဲ့ခန်းကြီးဟာရှိရီယာကျတော့ဟုတ်တယ်ဟာရှိရီယာ6လေးနဲ့ပြေးတာမြေကြီးပေါ်6ကလေးနဲ့ပြေးတာမြေကြီးလေးရဲ့အရှိလေးရဲ့ပေါင်းလိုက်မှာဆိုတော့ဖြေရဆမ်မန်ဖြစ်မယ်။ဒါဆိုရင်နောက်တစ်ခုကကျတော့မလားတင့်တော်တဲ့စကားလုံးကိုထည့်ရမှာပေါ့နော်။အဲ့တော့ ichiban i မူလို့အကောင်းဆုံးຢာတစ်ခုဖြေမယ်ဆိုတော့တို့ဖတ်ကြည့်မယ်။このレストランはリサタサイに日本語のジャパンバタザガイこれしかこれかルビないのでမရှိတဲ့အတွက်ကြောင့်どんな料理がဘယ်လိုဟင်းလျာလဲဆိုတာわかりませんနားမလည်ဘူး日本ဂျပန်ဘာသာစကားကိုလွဲပြီးမရှိလို့ရစီတိုဆိုတာပြေးစားအာရူဘာမို့ဆို11တပုံ11တို့ပါလေချစ်ပူဆိုတာမလား bonus ပို့ပြောတာဟုတ်နော်ပြီးရင် menu ဆိုစားတောက်ဆိုင်ဆိုတော့ဂျပန်ဘာသာစကားနဲ့ရေးထားတဲ့ menu ကလွဲပြီးမရှိတဲ့အတွက်ကြောင့်ဘယ်လိုဟင်းလျာတွေလဲဆိုတာနားမလည်ဘူး you know ကဲနောက်တစ်ခုကကျတော့မလား test တို့ကတဲ့အဲ့တော့ test တို့ဆောင်းမွေးကအာရုဏောတဲ့ရှိတဲ့အတွက်ကြောင့်မို့လို့ဂျူကီယောတဲ့အတန်းထဲမှာနာရတာကုတ္တဘကိုသင်ယူခဲ့တဲ့စကားလုံးတွေကိုတို့တွေဘာလုပ်မှာလဲပြောရှုစဉ်ကြိုတင်လေ့လာတာဆောင်းမွေးအတွက်အတန်းထဲမှာသင်ယူခဲ့ပြီးတဲ့စကားလုံးတွေကိုကြိုတင်ပေးကြမှာဖုခုရှုဖြစ်မှာပေါ့ revision ပြန်တယ်ခံကကလည်းပဲကြည့်ရှုတယ်ခံဘူးစကတော့နည်းနည်းမဟုတ်သေးဘူးyou know ကဲနောက်တစ်ခုကကျတော့ဆိုနိုမာတို့ကအဲ့ဒီပရင်ပေါဒီဝါတဲ့တေးတဲကွဲနေပြီးအာဘူးနိုင်တော်တဲ့အနေများတဲ့အတွက်ကြောင့်ကွက်လက်ကူတာဆိုင်စကာမိုင်းနိုင်စကာမိုင်းလို့ဆိုတော့ဖန်
နာဂေနိုင်ဆိုတာပြစ်ပေါက်တာနာဂေရုဆိုရင်ပြစ်ပေါက်တာမပြစ်ပေါက်နဲ့ပေါ့နော်ဒီကောင်မဖမ်းနဲ့ပေါ့စာဝရနိုင်ဆိုတာမထိနဲ့စွစွမနိုင်ဆိုတာမထုတ်ပိုးနဲ့ဆိုတော့သူကပရင်းမောက်ကိုစာဝရနိုင်တဲ့ခုတာစာရင်မထိပါနဲ့ဖြစ်မယ်နော်မိနစင်ကဲနောက်တစ်ခုကဝတရှိတို့ကျွန်တော်နဲ့ဥတုတော်ဝညီလေးဒီအစွန်ဒေရုဒုခိနီကစားနေတဲ့အချိန်မှာကွက်လက်ကိုရှိတယ်ကွက်လက်ကိုလုပ်ပြီးဟာဟာနီအမေစီကနေပြီးတော့မရှိခါတာထဲမှာရှိတာအစုခံရတယ်ခန်းကောက်ရှိရန်ဖြစ်လို့လားစိုးတဲ့အတိုင်းပင်ဆွေးနွေးတာဘယ်နော်ခိုင်ဝစကပြောအိုက်ဆတ်စကနှုတ်ဆက်စကားဆိုရန်အမေစီကနေအစုခံရတာဆိုတော့ဟာဟာနီရှိခါတာလည်းဖြစ်မှာတော့မတော့ဘာလို့လို့လဲခန်းကရှိတယ်ရန်ဖြစ်လို့ပေါ့နော်ကဲဒါဆိုရင်နောက်တစ်ပုဒ်ကိုဆက်သွားမယ်နောက်တစ်ခုကကျတော့ခွန်မန်ဒီညဒုက္ခတဲ့ဘယ်နေရာမှာရှုပ်ခုကြီးကိုစုရုကထမင်းစားကြမလဲဆိုတာကိုပေါ့နော်ဒီနေ့ညဘယ်နေရာမှာထမင်းစားမလဲဆိုတာကိုခင်မင်းမရှို့ဆုံးဖြတ်ကြရအောင်ဟာဤဒီမရှို့ဝင်ကြရအောင်ဟာရာဤမရှို့ပေးချကြရအောင်စာဆွေးမရှို့ဖိတ်ခေါ်ကြရအောင်ဆိုတော့ခင်မင်းမရှို့ဆုံးဖြတ်ကြရအောင်ဖြစ်ပါဤတို့အမှုကကောင်းတယ်လို့ထင်လားရုပ်ခုနိုင်တို့အမှုကမကောင်းလို့ထင်လားဇီဝနုဤခင်ကိုကိုယ့်ရဲ့အကျဉ်းဉာဏ်ကိုကွက်လက်ဤတေခရာဆိုင်ကွက်လက်ပြောပေးပါတိုင်းတေးရများဖြစ်ပေါ့နော်ချိုးသူကွက်တီဟာခီရီပြက်ပြက်သားသားခက်ခိုးစွာတော်တော်လေးဒါကြောင့်မလို့မှာတော့ပြက်ပြက်သားသားပြောရမှာပေါ့ဟာခီရီဤတေခရာဆိုင်ပြက်ပြက်သားသားပြောပါပေါ့ကဲနောက်တစ်ပုဒ်ကတိုနာရီနောဥချီနောတဲ့အနီးနာအရင်အီနူဝါတဲ့ခွေးကတိုတဲ့မို့အိုးဤနော်တဲ့အရင်ကြီးတဲ့အတွက်ကြောင့်ချော့တူကွက်လက်တဲ့ယူရရချောင်းနဲ့ခိုဝါးကြီးကြောက်တဲ့ခါယူရရရနဲ့ဟီတိုကြီးကပြင်းထန်တာဒါဆိုရင်နည်းနည်းတော့အကြီးဆိုတော့ဖြစ်တာလေချော့တူခိုဝါးကြီးတဲ့နည်းနည်းကြောက်ပါတယ်ပြင်ဆိုနိုဟီဝါအဲ့ဒီနေ့ကတဲ့ကွက်လက်ကဝါရီနော်တဲ့ကွက်လက်ကဆိုးတဲ့အတွက်ကြောင့်ဤခဲမဆန့်မသွားနိုင်ပါဘူးတဲ့ရီယူအကြောင်းပြချက်ဆိုတာလားခန့်ခေပတ်သက်ဆက်နေမှုကျိုးမီစိတ်ဝင်စားမှုစကောဆိုမှာစကောကအခြေအနေအဆင်မပြေတဲ့အတွက်ကြောင့်ဆိုရင်စကောကဝါရီရုံးမြန်ဖြစ်မယ်နော်အဲ့ဒါဆိုရင်နောက်တစ်ခုမှကျတော့အမတို့ကဒီထဲမှာပေါ့နော်ဒီစာအပေါ်ရေးထားတဲ့စာကြောင်းနဲ့ဒီထဲမှာပဲစာကြောင်းနဲ့တူလေးရေးရမယ်ခိုရီဝါတိုတဲမွန်ဒိုင်းဂျီနာမွန်တို့တဲ့ဒါဒီအရင်ကိုရေးကြည့်တဲ့အရာဖြစ်တယ်ဆိုတော့ခိုရီဝါတိုတဲမွန်တွေအတူတူပဲမိနေစတော့တွေ့ရမလားဒါလေးဆိုရင်ဖတ်စီရမလို့တော့အဲ့တော့ဒိုင်းဂျီနာမွန်တို့ရေးကြည့်တဲ့အရာဆိုတော့ယောဤကောင်းတဲ့အရာလားယူမိန်နာမည်ကြီးတာလားတက္ကဤဈေးကြီးမြင့်မားတော့ဈေးကြီးတော့လို့ဖြစ်မှာပေါ့နော်ဒိုင်းဆက်ဆွနာရေးကြည့်တော့ဆိုဒိုင်းကြီးနဲ့တူတာကမှတော့ဘာဖြစ်မှာလဲဒိုင်းဆက်ဆွနာမွန်လို့ဖြစ်မှာပါဖေရယွန်းပဲကဲနောက်တစ်ခုကဆိုဖူဝါတဲ့ဆိုဖူဆိုအဖိုးဒီယောရိုခွန်သိမ်းမဲ့ပြောနေပါတယ်ပေါ့အဖိုးကပြောနေပါတယ်အဲ့တော့ဆိုဖူတွေအတူတူပဲတွေ့လားပြောနေတာကိုရှားမယ်ဂန်ခီဆိုတဲ့တာဂန်ခီဆိုတော့ကျမ်းမာနေတယ်အီဆိုကရှိဆိုးဆိုတာလှုပ်ရှုပ်နေတဲ့ပုံပေါ်တယ်ဥရဲရှိဆိုးဆိုတာပျော်နေတဲ့ပုံပေါ်တယ်စမာနာနိုင်ဆိုးဆိုတာမှတော့ပြင်းစရာကောင်းတဲ့ပုံပေါ်တယ်အဲဆိုရင်ယောရိုခွန်တဲ့သူကဘာဖြစ်နေတဲ့ပုံပေါ်လဲဆိုရင်ဂန်ခီယောရိုခွန်ပျော်ရှင်တာဆိုတော့ဥရဲရှိဆိုးပျော်နေတဲ့ပုံပေါ်တယ်ပြီးနောက်တစ်ပုဒ်ကအဆုနောဟုဂါဤတဲ့အဆုနောဟုဂါဤတဲ့နောဟုဂါဤတဲ့တရားအတူတူပဲအဆုဆိုတာလိုက်ရှာအဆုဆိုတာအရှိတာနဲ့အတူတူပဲမိနာစလို့မှတ်ထားမယ်အဆုဆိုတာမှတော့ဘာနဲ့အတူတူပဲလဲဆိုအရှိတာမနဲ့ဖြန်လို့ပြောတာမလို့ဖြစ်ရအချီပဲနေ့လေလို့ဟိလူလည်းမဟုတ်ဘူးအစတဲ့တပတ်ခါလည်းမဟုတ်ဘူးညဘက်လည်းမဟုတ်အဆုဆိုတာမှတော့အရှိတာနဲ့အတူတူပဲရပြီနော်ကဲဒါဆိုရင်နောက်တစ်ပုဒ်နောက်တစ်ခုကကျတော့ဇာဆိုမှမိုးရွာတဲ့အတန်ဇာဆိုရွာတဲ့အတန်အဲ့တော့မိုးရွာတဲ့အတန်စွတ်တူကအပြင်ကခဆဲကလေတွေကဇာဖူရီတဲ့လေတိုက်တောင်မလို့ဇာလို့မသုံးမိုးရွာတဲ့အတန်မှာပဲသုံးတာမို့လို့လေနဲ့တွဲသုံးထားတော့မှားတယ်မိနေဆိုတော့ဇာဆိုရင်မိုးနဲ့ပဲတွဲသုံးမယ်ခေောဝါအမေကဇာဖူတေလို့တော့တယ်ဇာနဲ့ရွာနေတယ်ပေါ့နော်အများကြီးပြင်းထန်တယ်တဲတဲမဲမဲရွာတဲတဲမဲမဲဆိုရည်ဒီဇာဆိုမှတော့တဲတဲမဲမဲပေါ့ဘယ်တော့တဲတဲမဲမဲရွာနေတယ်ဘလို့မိုးရွာတယ်အောင်နော်ရွာနေတဲ့အတွက်ကြောင့်တေခါခဲတကုနိုင်တယ်ပြမထွက်ချင်ဘူးဒါကြောင့်မိုးနဲ့တွေ့တာမှန်နေနေပဲခိုးအန်းတဲ့ပန်းချန်ထဲမှာဇာစာဝတေလူဟိတိုတာချီကဇာနဲ့ဒီကောင်မဟုတ်ဘူးနော်စူညံဇာလို့စူညံနေတဲ့လူတွေရှိတယ်ဆိုတော့လည်းမှားတယ်စာတုဆန်တော်ဟာနာရှိကိုခီးတယ်စာတုဆန်ရဲ့စကားကိုနားထောင်ပြီးမင်းနာဇာဝါရတိမ်မယ်ဇာလို့ရည်ရမဟုတ်အဲကြောင့်လို့ဖြေရမှာတော့နိဗ္ဗာန်ဖြစ်မယ်ရမယ်နော်ကဲဒါဆိုရင်ဒီဗီဒီယိုဖိုင်ကဒီနောက်မှရက်လိုက်မယ်grammar ဘိုင်းကနောက် video file မှာဆက်တွေ့ကြမယ် bye bye